အားလုံးပဲမင်္ဂလာပါကကရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကကရဲ့ channel ကနေ TikTok သုံးတဲ့သူတွေအတွက်ကိုကအင်တာနက်မရှိတာဖြစ်ဖြစ်ကိုဘေးကုန်းနေတဲ့အချိန်ဒါမှမဟုတ်ရင် Wi-Fi မရှိတဲ့အချိန်မှာကိုပေါ့နော် TikTok ကနေဘယ်လိုဗီဒီယိုတွေကိုကြည့်မလဲဆိုတဲ့ဟာကိုfree ကြည့်မလဲဆိုတဲ့ဟာကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ TikTok တွေကိုဝင်လိုက်ပါပထမဆုံးအနေနဲ့ TikTok တွေကိုဝင်လိုက်ပါဝင်လိုက်ပြီးတဲ့အချိန်မှာကိုက profile ဆိုတဲ့ဟာလေးကို TikTok platform မှာပါတဲ့ဒီအောက်ဘားလေးမှာပါတဲ့ profile ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီမှာကိုကပေါ့နော် TikTok ကို login ပြန်ဝင်ရမယ်ဆိုရင်လည်းဒီမှာပြန်ဝင်လိုက်မယ်ပေါ့နော်အဲ့လိုဝင်ပြီးတဲ့အချိန်မှာကိုကခုနကပြောတဲ့ profile လေးကိုအောက်ဘားမှာရှိရဲ့ profile လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးပြီဆိုတာနဲ့ဒီပေါ့နော်ဒီ profile လေးရဲ့ဘေးမှာမြင်းလေး၃ချောင်းရှိရဲ့ဒီမြင်းလေး၃ချောင်းလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ၄ခုကြာလာတယ်၄ခုတည်းက setting and privacy ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတဲ့အချိန်မှာကိုကပေါ့နော်ဒီဗီဒီယိုတွေကို TikTok ဗီဒီယိုတွေကိုကိုအင်တာနက်မရှိတဲ့ချိန်ကို Wi-Fi နဲ့ဝေးနေတဲ့ချိန်ဘေးကုန်းနေတဲ့ချိန်မှာကို TikTok ထဲဝင်ကြည့်ရတဲ့ဗီဒီယိုတွေကိုပေါ့နော်ကြည့်လို့ရအောင်offline ပေါ့နော်ဗီဒီယိုတွေကို download ထားမှာပဲဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီမှာ offline ဗီဒီယိုဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တဲ့အချိန်မှာသူကဒီမှာပါတယ်ပေါ့နော်အပုတ်50ပေါ့နော်ဗီဒီယို50 100 150 200ပေါ့နော်200ထိပေါ့နော်ဗီဒီယိုပုံ200ထိဒေါင်းထားလို့ရပါတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကများကြည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံ200ကိုဒေါင်းထားလိုက်မယ်ပေါ့နော်ပုံ200ဆိုတဲ့ဟာလေးကို tip လေးလုပ်လိုက်ပါအနီအောင်ဆက်လေးဖြစ်ပြီးဆိုတာနဲ့ download ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတော့လည်းသူက download လုပ်နေပါပြီဒါဆိုရင်တော့ download လုပ်ပြီးသွားပြီပေါ့နော် download လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက download ဗီဒီယိုတွေကိုပြန်ကြည့်ရင်လို့ရှိရင်လည်းဒီပေါ့နော်ကိုရဲ့ခုနပြောတဲ့ profile နေရပေါ့နော် profile နေကနေပြီးတော့download ဗီဒီယိုဆိုတဲ့ဟာလေးကိုသွားဝင်ကြည့်ရနဲ့ကို download ထားတဲ့ဗီဒီယိုတွေကဒီမှာပေါ်နေမှာဖြစ်ပါတယ်ဒီတိုင်းပေါ့နော် internet ဖွင့်ကြမလို့ပဲ wifi ဖွင့်ကြမလို့ပဲဝင်ကြည့်လို့ရနေမှာဖြစ်ပါတယ်ဒါဆိုရင်အင်တာနက်ပေါ့နော်အင်တာနက်မရှိပဲ wifi မရှိပဲဒီဟာတွေကိုပြန်ကြည့်မယ်ပေါ့နော်တကယ်ကြည့်လို့ရမရပေါ့နော်ပြန်ဝင်လိုက်ပါမယ်တကယ်ကြည့်လို့ရမရကိုထွက်ပြီးတော့ပြန်ဝင်ကြည့်ပါမယ်အင်တာနက်လည်းမရှိဘူး wifi လည်းမရှိဘူးအဲ့လိုမျိုးနဲ့ပြန်ဝင်ကြည့်ပါမယ်တကယ်ကြည့်လို့ရမရပေါ့နော်အဲ့ဆိုရင်ဒီမှာသူကဒီဟာကို TikTok ကိုစောက်ဖွင့်ကြရပါတော့ offline ဗီဒီယိုကြည့်ဖို့အတွက်ပြတယ်ဒီလိုမှမဟုတ်ရင်မပြဘူးဆိုလို့ရှိရင်လည်းဒီခုနက setting and privacy ကိုသွားပြီးလို့ရှိရင် offline ဗီဒီယိုလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ဒီမှာပေါ့နော်ကြည့်လို့ရပါတယ်အခုက wifi လည်းချိတ်ထားဘူး internet လည်းချိတ်ထားဘူးဒါပေမဲ့ကြည့်လို့ရတယ်ပေါ့နော်ကိုကအပုတ်200ဆွဲထားရဆိုရင်အပုတ်200ကိုဆွဲထားတဲ့ဗီဒီယိုတွေကကြည့်လို့ရမှာပဲဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကက channel မှာတင်သမျှဗီဒီယိုများကိုသိရှိရန်အတွက်လည်း like and subscribe လုပ်ပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်